Sahaj Pranayam ပဲနောက်တစ်မျိုးလုံးတယ်ရုပ်စာကနှာခေါင်းကနေပထမလေးကိုကိုအောင်ထုတ်ပြီးလို့ရှိရင်နှာခေါင်းနှစ်ပတ်စလုံးကနေပဲလေးကိုဝအောင်ရှူပြီးရင်ဒီပါးစပ်ကိုအပေါ်ကိုဆူလိုက်တာဆူပြီးတော့လေးကိုနည်းနည်းလေးခပ်ပြင်းပြင်းကိုအောင်ထုတ်အဲ့ဒါ Sahaj Pranayam နောက်တစ်မျိုးပဲအဲ့ဒီဥစ္စာကို၃ချိန်လုံးမယ်နှာခေါင်းကနေပြီးတော့လေးကိုဝအောင်ရှူမယ်ရှူပြီးမှပါးစပ်ကိုအပေါ်ကိုဆူမယ်ဆူပြီးတော့လေးကိုထုတ်မယ်၃ချိန်လုံးမယ်သူကဒီဥစ္စာလေ10မိနစ်လောက်ကိုနေ့စဉ်ပုံမှန်လုပ်နိုင်အောင်ကြိုးစားနော်စလုပ်မယ်ဒီ pranayam ကအစုံနဲ့နှလုံးကိုအားကောင်းစေတယ်ဒီတချင်းဆိုတဲ့လူတွေအတွက်အမတမအသုံးဝင်တဲ့ pranayam တစ်ခုဖြစ်တယ်ဒီဥစ္စာကိုအမြဲတမ်းလုပ်ခြင်းအပြင်ဒီလေဘင်းကိုသူတို့အတန်တချင်းဆိုတဲ့အချိန်မှာအတန်ကစားရတဲ့ဟာတွေအတန်အနေအမြင့်လိုရတဲ့ဟာတွေအတန်ကိုစူးပြီးအော်ရတာအဲ့ဒီကလေကြောင်းအတွက်တအားအကျိုးပြုတဲ့ pranayam တစ်ခုဖြစ်တယ်ဒီဥစ္စာကတချင်းဆိုတဲ့လူတွေကိုအထူးအကျိုးပြုတယ်